ဒါဟိုနေ့ကတော့ကျွန်တော်တို့ကနင်းတော့စစ်ဝတ်စုံနော်စစ်ဝတ်စုံနဲ့စစ်ကွေးဝတ်စုံနဲ့ခုကြတော့ပြည်တော်စုစမ်းဖက်ရပေါက်ခွေးပါကိုနာမည်လေးမိတ်ဆွေရော ကျွန်တော်နာမည်ခင်ကြီးပါခင်ဗျ အခုကဘာလို့လဲမသားချဘူးလား မဟုတ်ခင်ဗျကျွန်တော်တို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပြည်တော်စုအကြံဖက်ရေးနဲ့ဖောက်ခွဲရေးပါတီရဲ့ကျွန်တော်တို့2025စကားမလုပ်တဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့မဲဆွယ်စည်းရုံးဖို့အတွက်ပြင်ဆင်နေတာပါခင်ဗျ ဩဒါဘေးကလက်ယုံမောလား ဟုတ်ကဲ့ပါသူကရန်ကုန်တိုင်းဝန်ကြီးချုပ်လောင်းအတွက်လက်ထိုးနေတဲ့ပုံကိုယ်ကြီးပါခင်ဗျ ဒါအလောင်းလေးရာကြီးပေါ့ အလောင်းလေးရပါခင်ဗျ ဩဘာလို့လဲအလောင်းလေးရာကြီး ကောင်းပါလေ ကောင်းပါဘာကောင်းလဲ စိတ်ငြိမ်ပါ စိတ်ညစ်လို့ဒီနေ့ကရိုက်ခွေးလေးပေါ့လား ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဒီ2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီအာဓမစစ်အာဏာရှင်တွေရဲ့ဒီရွေးကောက်ပွဲပေါ်မှာကျွန်တော်တို့ပြည်သူလူထုတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အသိပညာဖြန့်ဝေတဲ့အစီအစဉ်လေးကိုကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ် ဩဟုတ်ပါဘူးဇညုံလို့ဆိုလည်း ဟုတ်ကဲ့ခင်ဗျဇက်ညွန်လေးကတော့ကျွန်တော်တို့ဒီကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကနေပြီးတော့မှပြည်သူလူထုကိုမဲဆွယ်စည်းရုံးတဲ့အချိန်မှာပြည်သူလူထုရဲ့နှလုံးသားတွေကအတန်ဟိုကျွန်တော်တို့ကနိုင်ငံနဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေရောကမ္ဘာအရေးရကသိရှိဖို့အတွက်ကိုရည်ရွယ်ပြီးတော့မှဇက်ညွန်လေးကိုရေးသားပြီးတော့တင်ဆက်ပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ် ဒီပါကျေးဇူးပါ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ဒါဆိုတော့ဒီဗီဒီယိုဖိုင်ရှိရင်တော့ပြည်သူရဲ့ဆဲမှာပဲလေအဆဲရောက်ခံနိုင်တော့ ဟုတ်ကဲ့ပါဆဲပါခင်ဗျာအဲ့အဆဲကိုကျွန်တော်ပစ္စလက်ကဆဲလို့ရပါပြည်သူတွေရဲ့နှလုံးသားတွေကယင်တွေကဆဲလာတဲ့အဆဲသံတွေကျွန်တော်တို့နိုင်ငံအတွက်ခွန်အားဖြစ်တယ်ကျွန်တော်တို့နိုင်ငံအတွက်အင်အားဖြစ်ပါသည် ဟိုနေ့ကလည်းတော့စစ်ဝတ်စုံကြီးနဲ့စစ်ကွေးဝတ်စုံကြီးနဲ့ဆဲခံတွေနော် ဟုတ်ကဲ့ပါခင်ဗျာ အခုလည်းတက်ဆဲခံပါနော် ဆဲပါခင်ဗျာပြည်သူတွေရဲ့ဆဲခြင်းကိုကျွန်တော်ကြည်လူစွာဝမ်းမြောက်စွာကိုယ်ယူစွာကျွန်တော်ခံယူပါမှာခင်ဗျာ ဟုတ်ပါပြီ